အသက်6လပဲရှိသေးတဲ့ကလေးမလေးကိုပထွေးဖြစ်သူမှငိုလို့ဆိုပြီးရိုက်နှက်ခဲ့တာကြောင့်နံရိုးနှချောင်းကျိုးကအုံနှောက်မှာတွေးခဲသွားခဲ့ပါတယ်။ဖြစ်စဉ်ကတော့4လပိုင်း26ရက်နေ့ကထိုင်းသတင်းနေ့မှာဖော်ပြလာတဲ့ထိုင်းနိုင်ငံနခေါ်ရချာစီမာမြို့မှာနေထိုင်တဲ့အသက်24နှစ်အရွယ်နိုင်ဘန်းဆိုတဲ့ပထွေးဖြစ်သူဟာအခုမှအသက်6လပဲရှိသေးတဲ့သမီးလေးကိုငိုလို့ဆိုပြီးရိုက်နှက်ခဲ့တာကြောင့်လက်ရှိမှာသမီးလေးကိုဈေးရုံတင်ထားရပြီးသမီးလေးရဲ့အခြေအနေမှာတော့နံရိုးနှချောင်းကျိုးကအုံနှောက်နဲ့မျက်လုံးမှာတွေးခဲသွားပြီးသမီးလေးရဲ့မအင်္ဂါဟာဆိုရင်လည်းစုပ်ပြဲနေခဲ့ပါတယ်။နောက်ပြီးသမီးလေးရဲ့ခန္ဓာကိုယ်နေရာအနှံ့မှာတွားနဲ့အကိုက်ခံထားရတဲ့ဒဏ်ရာတွေနဲ့သွေးကြီးဦးနေတဲ့ဒဏ်ရာတွေများစွာကိုလည်းတွေ့ရှိခဲ့ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးသိရတာကတော့ပြီးခဲ့တဲ့26ရက်နေ့မနက်ပိုင်းမှာသမီးလေးဟာအစာတွေအံပြီးသတိလစ်သွားတာကြောင့်သမီးလေးရဲ့မိခင်ဖြစ်သူဟာပတ်ဝန်းကျင်ကလူတွေကိုအကူအညီတောင်းကသမီးလေးကိုဆေးရုံတင်ခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့ဆရာဝန်တွေဟာသမီးလေးကိုအစွမ်းကုန်ကူတာခဲ့ပေမဲ့အခြေအနေမထူးခြားလာပဲလက်ရှိမှာတော့သမီးလေးရဲ့အုံနောက်ဟာအလုံးမလုံးတော့ဘူးလို့ဆရာဝန်တွေမှပြောပါတယ်။ပတ်ဝန်းကျင်ကလူတွေပြောတာကတော့သမီးလေးရဲ့မိခင်ဟာအပြစ်မှာအလုတ်ထွက်လို့ရပြီးအလုတ်ထွက်လို့တဲ့အခါမျိုးတွေမှာသမီးလေးကိုပထွေးဖြစ်သူနဲ့အိမ်မှာထားခဲ့ရပါတယ်မိခင်ဖြစ်သူအိမ်ကထွက်သွားပြီးဆိုတာနဲ့သမီးလေးရဲ့ငိုတန်ကိုနေ့တိုင်းလိုကြားရပြီးလက်ရှိမှာတော့သက်ဆိုင်ရာတွေကပထွေးဖြစ်သူကိုစစ်ဆေးဖို့အတွက်ခေါ်ယူသွားခဲ့တယ်လို့ပတ်ဝန်းကျင်ကလူတွေမှပြောပါတယ်။နောက်ပြီးသမီးလေးရဲ့အဖိုးဖြစ်သူပြောပြတာကအခင်းဖြစ်တဲ့နေ့ကမြီးလေးရဲ့အမေဖြစ်သူကျွန်တော်သားနဲ့ကွဲသွားပြီးဖြစ်တဲ့အသက်23နှစ်အရွယ်ဂျနီစတာဆိုတဲ့မိန်းကလေးဟာကျွန်တော်ကိုဖုန်းဆက်လာပြီးမြီးလေးကိုဆေးရုံပို့ဖို့အတွက်အကူအညီတောင်းတယ်။အချိန်မှာကျွန်တော်ချက်ချင်းဆိုသလိုပဲလိုက်သွားခဲ့ပြီးဟိုရောက်တော့မြီးလေးသတိမရှိတော့ဘူး။ဒီလိုနဲ့ကျွန်တော်လည်းမြီးလေးကိုကောက်ချီပြီးကမန်းကရန်ဆေးရုံပို့ပေးခဲ့တယ်။နောက်ပြီးမြီးလေးနဲ့သူ့အမေနေထိုင်တဲ့အိမ်ဟာကျွန်တော်ကိုယ်တိုင်စောက်ထားတာဖြစ်ပြီးတားဖြစ်သူနဲ့ချွေမနေထိုင်ဖို့အတွက်စောင့်ပေးထားတာဖြစ်တယ်။အဲ့နောက်ပိုင်းမှာတားဖြစ်သူနဲ့ချွေမစကားများရန်ဖြစ်ပြီးလမ်းခွဲကြတော့တားဖြစ်သူကအိမ်ကနေထွက်သွားခဲ့တယ်။အဲ့ဒီအိမ်မှာသူ့မိန်းမနဲ့ကလေးကိုပေးနေထားတယ်။သူတို့လင်မယားကွဲပြီး10ရက်လောက်အကြာမှာတော့ချွေမဖြစ်သူအသက်23နှစ်အရွယ်ဂျန်နစ်စတာဆိုတဲ့မိန်းကလေးဟာသူ့ရဲ့နောက်ယောက်ျားကိုခေါ်လာပြီးကျွန်တော်စောင့်ထားတဲ့အိမ်မှာအတူနေထိုင်ကြတယ်။ကျွန်တော်လည်းသူတို့နဲ့တိတ်ပြီးမရှုပ်ချင်တာကြောင့်ဘာမှမပြောဘဲလွတ်ထားပေးခဲ့တာဖြစ်ပြီးအဲနောက်ပိုင်းမှာပတ်ဝန်းကျင်ကလူတွေကျွန်တော်ကိုလာပြီးပြောတာကဂျန်နစ်စတာဆိုတဲ့မိန်းကလေးအလုပ်သွားခြင်းမိလေးကိုသူ့ရဲ့နောက်ယောက်ျားပထွေးဖြစ်သူနဲ့ပြစ်ထားပြီးသွားတယ်လို့ပြောတယ်။ကျွန်တော်ဘက်ကတော့မိလေးကိုတနာပေးမယ်။မိလေးကိုကျွန်တော်ရဲ့သားကလေးရဲ့အဖေဖြစ်သူကခေါ်ပြီးမွေးမယ်ဆိုရင်ကလေးရဲ့အမေဖြစ်သူဂျန်နစ်စတာဆိုတဲ့မိန်းကလေးကအမှုဖွင့်တရားစွဲမယ်ဆိုပြီးကျွန်တော်ရဲ့သားကိုချိန်ချောက်တယ်ပြီးတော့မိလေးကိုသူ့ရဲ့နောက်ယောက်ျားပထွေးဖြစ်သူနဲ့ထားတာကြောင့်မိလေးအခုလိုအခြေအနေမျိုးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ကိုလာအရွယ်သမီးလေးရဲ့အဖိုးဖြစ်သူမှထိုင်းသတင်းတောက်တွေကိုပြောပြပါတယ်။နောက်ပြီးအသက်6လအရွယ်သမီးလေးနေထိုင်တဲ့အခင်းဖြစ်ခဲ့တဲ့အိမ်ရဲ့ဘေးအိမ်မှာနေထိုင်တဲ့နန်ဆဝိုင်းဆိုတဲ့အမျိုးသမီးပြောပြတာကပြီးခဲ့တဲ့26ရက်နေ့မနက်4နာရီအချိန်လောက်မှာသမီးလေးအုံငိုတဲ့အတန်ကိုကြားရတယ်။အဲ့ဒီနေ့12နာရီလောက်ကိုရောက်တော့သမီးလေးရဲ့အမေဖြစ်သူဟာသူမရဲ့အိမ်ကိုပြေးလာပြီးအကူကြီးလာတောင်းတယ်။ပြီးတော့ကလေးကိုအောင်မချပြီးသူ့ရဲ့ဆွေမျိုးတွေကိုဖုန်းဆက်တယ်။အဲနောက်ပိုင်းမှာသူ့ရဲ့ဆွေမျိုးတွေရောက်လာပြီးကလေးကိုဈေးရုံခေါ်သွားခဲ့တာဖြစ်တယ်။နောက်ပြီးအဲနေ့ကသူမကလေးရဲ့အမေကိုကလေးပါဖြစ်တာလဲလို့မေးတော့ကလေးရဲ့အမေဖြစ်သူဂျန်နစ်စတာဆိုတဲ့မိန်းကလေးဟာစကားကိုဟိုလဲဒီလဲနဲ့ကလေးပါဖြစ်မှန်မသိဘူးဆိုပြီးပြောတယ်။အဲနေ့ကတည်းကကလေးရဲ့ခန္ဓာကိုယ်မှာမတင်ကားစရာဖြစ်လောက်တဲ့အရိုက်ခံထားရပြီးညိုမဲနေတဲ့ဒဏ်ရာတချို့ကိုတွေ့တယ်။နောက်ပြီးကလေးရဲ့အမေနဲ့ပထွေးဖြစ်သူဟာအိမ်ထဲမှာပဲအမြဲတမ်းနေပြီးတိတ်ပြီးအပြင်ထွက်တာမျိုးမတွေ့ဘူး။တခါတလေဆိုကလေးရဲ့အမေဟာအလုပ်သွားပြီးကလေးကိုတော့ပထွေးဖြစ်သူနဲ့ပြစ်ထားခဲ့တယ်။နောက်ဆုံးမှာတော့6လအရွယ်သမီးလေးအခုလိုအခြေအနေမျိုးနဲ့ကြုံတွေ့ရတာကိုသိခဲ့ရတာဖြစ်တယ်လို့ဘေးအိမ်မှာနေထိုင်တဲ့အမျိုးသမီးမှထိုင်းသတင်းတောက်တွေကိုပြောပြပါတယ်။လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကပထွေးဖြစ်သူအသက်24နှစ်အရွယ်နိုင်ဘန်းဆိုသူကိုဖမ်းဆီးထားပြီးကလေးရဲ့အမေဖြစ်သူကိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတိတိကြီးနဲ့အမှုမဖွင့်တာကြောင့်စစ်ဆေးမှုပြုလုပ်ပြီးသွားရင်ကလေးရဲ့အမေကိုအရေးယူမှုပြုလုပ်သွားမှာဖြစ်တယ်လို့ထိုင်းသတင်းမှပြောပါတယ်။